ချန်လေးပြီးပြီဆိုတော့အစားပဲလှည့်ကြမယ်ဒီနေ့သွားစားပြတာဝတ်တုံးကင်ဝတ်တုံးကင်ပေါ့နော်ပြီးရင်သူကရှောက်လန်းအတော့အဝင်ရှောက်လန်းတစ်ရှောက်မှာစာရေးထားတယ်ကျွန်တော်တို့ပိုက်စာလို့အရန်တော့မတိချမရိုက်ခဲ့ရအောင်ဒါအဝင်ဝလေးပေါ့နော်အဝင်ဝမှာရေးထားတာအဝင်ဆက်ဆက်အဝင်နဲ့လမ်းကြောင်းလမ်းမှာတော့တော်တော်လှတယ်မန်နီရဲ့ဒီလိုစာလေးတွေရဲ့မီးရောင်စုံလေးတွေရဲ့ပေါ့နော်ဒါကအစားရွေးတဲ့နေရာမှာတုံးထသားတွေပါတယ်ဆိုလဲအကိတ်ကြီးတွေအကြီးတွေဤလဲစားရတာဒါဝတ်တုံးထသားကင်ဒါကဝက်လိုင်းသားတော့မဆိုးပါဘူးစားဟိုကနည်းနည်းစားလို့ကောင်းတယ်ကြက်မဲရလဲအကိတ်ကြီးတွေပဲဒါကယူရမယ့်တူတွေကကြီးတွေပကံနေရအချင်းက2မျိုးပဲရှိတယ်အကြီးကျယ်ငရုတ်ချင်းရယ်ပင်ကင်ချီရှိမယ်ရုံးတွေတီးတွေဝမိုးလုံးတွေဇလက်ရက်တွေအစုံရှိတယ်ပြီးရင်ကျဲဥချောင်းတွေလည်းရှိတယ်ဝက်ကြီးပဲလားဆိုတော့လေကြက်သားလည်းရှိတယ်မှာရတာနှစ်ထားရလည်းမစိုးပါဘူးဒါကရေခဲမုတ်ကတော့ရှယ်စားဒါကောင်းကြီးကတော့အကင်ကြီးနဲ့နည်းနည်းလိုက်ဖက်တယ်ပေါ့နော်အဲ့ဒီမှာအရင်ဆုံးအရန်ပူပါတယ်တော်တော်ပူပါတယ်ချွေးတိတ်တန်ရွှဲနေအောင်ပူပါတယ်အဲ့တော့ရေခဲမုတ်ကိုအရင်စားကြပါချောကလက်ရှိတယ်သူဆုံးမွေးလာပါအဲ့လိုတွေလည်းရှိတယ်အခုတော့စားပြီးညက်နေပါပြီကင်ပြီးသားတွေညက်နေတော်တော်အီးရယ်ပေါ့နော်သူကအဲ့သုံးတက်သားတော့ကောင်းရင်းလေးနဲ့စားလေကောင်းပါတယ်ကြမဲကတော့ရှယ်စားတယ်ပြီးတော့စီအရန်ပေါက်တယ်ဒါရေခဲမုတ်ပါမှာအကိတ်ကြီးတွေပါဒီလိုအကိတ်ကြီးစီအရန်ပေါက်ပါတယ်တော်တော်ပေါက်တယ်ကျေးဇူးတင်ပါတယ်